နှကန်းဒီတွေမှာကြောက်ကက်ပျက်စီးစေတဲ့ဓာတ်ရုပ်ပစ္စည်းကိုတွေ့ရှင်မင်္ဂလာပါ5 star channel ကကြိုဆိုပါရစေသူတေသနာပညာရှင်တွေဟာနှကန်းဒီတွေကိုစစ်ဆေးကြည့်တဲ့အခါမှာကြောက်ကက်ပျက်စီးစေတဲ့ကင်ဆာဖြစ်စေတဲ့ဓာတ်ရုပ်ပစ္စည်းကိုတွေ့ရပါတယ်သိပ္ပံပညာရှင်တွေကဈေးပေါ်တဲ့နှကန်းဒီတွေရောဈေးကြီးတဲ့ brand နှကန်းဒီတွေကိုပါစစ်ဆေးခဲ့ကြတာပါဘယ်နှကန်းဒီမှာပဲဖြစ်ဖြစ်ကက်ဒမီယမ်ဆိုတဲ့ဓာတ်ရုပ်ပစ္စည်းပါဝင်နေပါတယ်အခုမြန်မာနိုင်ငံမှာတသိန်းကျော်လောက်ပေးဝယ်နေကြတဲ့ Mac နှကန်းဒီမှာလည်းကက်ဒမီယမ်ပါဝင်နေတာပါပဲကဘာကျော်မင်းသမီးတွေတောင်သုံးပြနေကြတဲ့ Mac Kylie 3C စားတဲ့နာမည်ကြီး brand နှကန်းဒီတိုင်းမှာကက်ဒမီယမ်ရှိနေပါတယ်ထုတ်လုပ်သူတွေကကက်ဒမီယမ်ကိုတမင်ထည့်ကြတာတော့မဟုတ်ပါဘူးကက်ဒမီယမ်ဆိုတာကတော့အယောင်ဆိုးစေးတွေကပါဝင်လာတဲ့ဓာတ်ရုပ်ပစ္စည်းဖြစ်ပါတယ်နှကန်းဒီဆိုတဲ့အကြောင်းရောင်မျိုးစုံထွက်ဖို့ဆိုးစေးတွေကိုသုံးပြရပါတယ်ဆိုးစင်းတွေကကက်ဒမီယမ်တက်ဟောင်းလူရဲ့ကြောက်ကက်ကိုပျက်စီးစေပြီးကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။မိန်းကလေးတွေဟောင်းနှကန်းဒီဆိုးပြီးစားလိုက်တဲ့အခါနှကန်းဒီတွေကပါးစပ်ထဲဝင်သွားလေရှိပါတယ်။နှကန်းဒီကိုချိန်ထပ်ဆိုးတော့ပါးစပ်ထဲဝင်တဲ့ပမာဏများလာပြီးရေရှည်မှာဆိုးကျိုးဖြစ်စေပါတယ်။